Gmail account လုံးလုံးချုံချုံထားရပါမယ်ကိုယ့်ရဲ့ Gmail account ဘယ်သူတွေတုံးနေလဲဆိုတာကိုသိထားရပါမယ် Gmail account hack ဖြစ်မဖြစ်ဘယ်လိုကြည့်ရမှာလဲနော်အဲဒီဆိုကျွန်တော်တို့ internet ဒါမှမဟုတ် wifi ကိုဖွင့်လိုက်မယ်ဒီလိုဖွင့်ပြီးရင်ကျွန်တော် Chrome browser ထက်ကိုဝင်လိုက်မယ် Chrome browser ကိုဒီလိုပုံစံနဲ့ဝင်လိုက်ရှာရမှာနော် source နေရာမှာကျွန်တော်ဘာရှာမှာလဲဆိုရင် Gmail လို့ရှာလိုက်မယ်ဒီလိုပုံစံနဲ့ Gmail လို့ရှာလိုက်ပါနော် gmail.com လို့ရှာလို့လဲရဒါမှမဟုတ် Gmail လို့ရှာလို့ရနော်တခါတည်း gmail.com ကိုလည်းရှာလို့ရတယ်နော်ဒီလိုရှာပြီးရင်နော်ခါဒီမှာဆောက်လိုက်မယ်ဒီမှာဒီလိုပုံစံရောက်လာရင်ကျွန်တော်တို့ဒီအဆက်38ရဒီမှာနော်ဒီကောင်ဝင်လိုက်မယ်ပြီးရင်ကျွန်တော်ဒီအောက်ကိုဆွဲရဆိုရင် desktop site ရှိရနော် desktop site ရှိရဒီဗီဒီယိုကို laptop ဒါမှမဟုတ်ကွန်ပျူတာတစ်ခုခုနဲ့ကြီးနေရဆိုရင်တော့ desktop site ဖွင့်စရာမလိုပါဘူးဖုန်းနဲ့ကြီးရလို့ဆိုရင် desktop site ကိုဖွင့်ပေးပါနော်ဒီမှာမှန်ချိလိုက်မယ်အမှန်ချိလိုက်တာနဲ့ဒီလိုပုံစံလေးပေါ်လာမှာokay ဒီလိုပေါ်လာမယ်ဆိုရင်ကျွန်တော်နဲ့လေးကျွန်တော်အောက်ကိုဆွဲလိုက်မယ်နော်အောက်ကိုဆွဲပြီးတော့ဒီမှာကျွန်တော်တို့ zoom လေးလုပ်လိုက်မယ်ဒီလိုပုံစံနဲ့ zoom လုပ်လိုက်မယ် zoom လုပ်လိုက်မယ်နော်ဒီမှာ zoom လုပ်လိုက်မယ်ဒီမှာ zoom လုပ်ပြီးမှ detail ကိုရှာမယ်နော် detail ဒီအောက်မှာနော်ဒီမှာကြည့်နော်ဒီ detail ကိုနေရအောင်ဖြစ်ပါအဲ့ဒီလိုပုံစံနဲ့နော် detail ကိုနေလိုက်တာနဲ့ကိုကနော်ဘာတွေတုံးလဲဘာတွေလုပ်လဲအကုန်လုံးဒီမှာကြည့်လို့ရတယ်နော်ဘက်ဖုန်းမှာကြည့်ရနော်အကုန်လုံးဒီမှာကြည့်လို့ရအောင်ဖြစ်ပါနော်ဒီမှာ zoom ဆွဲပြီးကြည့်လို့ရနော်ဒီမှာကြည့် location IP address အကုန်ပေါ်လာကွာနော်ကိုကမြန်မာမှာတုံးနေရနော် Gmail ကိုနော်ဒီမှာဘယ်နိုင်မှာတုံးနေလဲအကုန်လုံးပေါ်တယ်ဒီမှာနော် data time နော်16:50နော်ဒီမှာ16:50နဲ့အဲ့ချိန်တုံးနေရနော်ဒီမှာအကုန်လုံးပေါ်ရနော်ဒီမှာကြည့်လိုက်ဒီမှာနော်ဒီမှာကြည့်လို့ရတယ်ကွာဘယ်လိုသူများရဲ့ယူတုံးနေဆိုရင်သူများရဲ့ phone location နော်သူများရဲ့ phone တွေပေါ်လာမယ် phone နာမည်ပေါ်လာမယ်နောက်တစ်ခုသူများ location နော်ဥပမာသူကမြန်မာဆိုရင်သူများရဲ့နေရာမှာဆိုရင်ဟိုရန်ကုန်လို့ဘာလို့ပေါ်လာမယ်ကွာနော်အဲ့လိုပုံစံပြီးဒီမှာကိုတုံးတဲ့အချိန်လည်းမတူတော့ဘူးနော်ဒီမှာကြည့်လို့ရဒီတစားလေးကြည့်လို့ရနော်ဒီကောင်ကတော်တော်လေးကိုအရေးကြီးပါနော်ဒီကောင်ကိုခဏခဏစစ်ပေးရအောင်ဖြစ်ပါတယ်ဒီမှာကြည့်မယ်ဆိုရင်နော်ကိုကဘယ်မှာ login လုပ်လဲအကုန်လုံးကြည့်လို့ရနော်ဒီမှာကြည့် browser မှာ login ဖြစ်လို့တာဖြစ်လို့ဒီမှာ browser လို့ဒီမှာပေါ်လာတယ်နော်ဒီမှာကြည့်နော်ဒီလိုပုံစံနဲ့ကိုကကြည့်လို့ရအောင်ဖြစ်ပါတယ်အရန်ကိုမိုက်ပါတယ်နော်အဲအကြောင်းဒီနီလန်ကိုနော်ဒီနီလန်နဲ့နော်ကိုရဲ့ Gmail account happy မဖြစ်ဆိုတဲ့ဟာကိုဒီချာလေးကြည့်ပြပါနော်ဒီလိုဆိုရင်တော့တင်ရ social media account ရဲ့အကုန်လုံးလုံခြုံသွားမှာဖြစ်ပါတယ်ဒီလိုမလုပ်ဘူးဆိုရင်တော့တင်ရ social media account နော် Facebook YouTube အကုန်လုံး hack ဖြစ်နိုင်ပါတယ်အဲ့လိုပုံစံနဲ့နော်တစ်ပတ်မှတစ်ချိန်ဒါမှမဟုတ်တစ်လမှတစ်ချိန်နော်ခဏခဏကြည့်ပြပါနော်အဲ့လိုဆိုရင်တော့တော်တော်လေးကိုအဆင်ပြေသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုကအားလုံးအတွက်အရေးကြီးတာဖြစ်လို့နော်ဒီဗီဒီယိုကို share ထားလိုက်ပါ